ရှေးရတော့ပေါ့နော်နောက်ထပ်4-5ရက်လောက်နေမှလား10ရက်လောက်တော့ကြာမလားမသိအဲ့ကြမှာပဲဟိုဖြစ်မှာပေါ့ဒီကြားထဲမှာတော့ဒီတိုင်းဒီရေဒီခါလောက်အိမ်ထဲမှာတော့မရှိတော့ဘူးပေါ့နော်ဒီအပြင်မှာတော့ခါလောက်တော့ကြံသေးရပေါ့အဲ့ရေခမ်းပြီးတော့ကုံသွားဖို့ကတော့9ရက်တစ်ပတ်10ရက်လောက်တော့ကြာမယ်ထင်တာပဲပေါ့နော်အဲ့အတော်အတွင်းမှာပေါ့နော်ဒုက္ခဟိုရောက်နေတယ်ပေါ့နော်ရေတောက်ဖို့လို့ပေါ့နော်စားရတောက်စားကလေးသူငယ်တွေပေါ့နော်ဟိုပြီးတော့ကိုဝန်သားမိခင်တွေပေါ့အဲ့လိုမျိုးမသွားဘူးလားအဲ့လိုမျိုးလူတွေအတွက်လဲဟိုယွန်းရဲ့ပေါ့နော်685 6နှစ်ကို86နှစ်ကိုဆက်သွယ်ပြီးတော့လှူဒန်းနိုင်ပါတယ်ပေါ့နော်KB ဖုန်းနံပါတ်လေးကတော့694နှစ်ဟုတ်တယ်94နှစ်94နှစ်596ပေါ့331ပေါ့နော်ရုံးအဲ့မှာအရင်ပို့တွေမှာတင်ပေးထားရပေါ့နော် KB ရောဝေဖုန်းနံပါတ်တွေရောပေါ့နော်တင်ပေးထားပါတယ်အဲ့လေးတွေကိုဟိုပါပေါ့ဆက်သွယ်ပြီးတော့လူတန်းနိုင်ပါတယ်ပေါ့နော်ခုကရုံးတို့ရုံးပေါ့နော်ရှိသမျှဟာလေးတွေကိုပေါ့မျှပြီးတော့မှာပေါ့နော်မိသားစုတွေနဲ့အဲ့လိုမျိုးပေါ့နော်ဟိုနေထိုင်ဖို့အဆင်ပြေအောင်လို့ပေါ့နော်အဲ့လိုမျိုးလေးတွေဟိုလှုပ်ထားရပေါ့နော်အဲ့ခုကရေကတော့စောက်ဘလောက်တော့ရဲအမလေးဘာကြီးတော့ငားလာမသိဘူးဟာရေပင်ကတော့တော်တော်လေးဟိုဖြစ်ဒါကတော့ရုံးတို့အိမ်ရဲ့ဒီဘက်ချမ်းပေါ့အနောက်ဖက်ချမ်းပေါ့ဘယ်ချမ်းပေါ့နော်အဲ့ဘက်ချမ်းပဲပေါ့ဒီရဲ့ဒီဘက်အနောက်ဒီဘက်ထဲသွားရင်တော့အရန်တဲ့လူတရက်မမီတဲ့နေရာရောက်သွားမှာပေါ့ဒါကတော့နည်းနည်းကုန်းလေးမြင့်တဲ့နေရာပေါ့နော်ရုံးတို့ဒီမှာဖုံးနေပါလေအာသွင်းဖို့ဘာညာခက်ခဲတဲ့အတွက်ပေါ့နော်ဒီဘက်မှာလာပြီးတော့မှဟိုပါပေါ့လာရောက်ပြီးတော့မှဖုံးကားလေးလာသွင်းတာပါရုံးကြပြဟိုပေါ့နော်ချစ်တော့ဟိုပေါ့မိတ်ဆွေပေါင်းတင်တို့ပေါ့နော်ဟိုလှူဒန်းမယ်ဆိုလို့ရှိရင်ယုံကြည်စိတ်ချစွာနဲ့ပေါ့နော်ရုံးကြပြရဲ့အကောင့်ထဲမှာဟိုပတ်စံလွှဲပြီးတော့လေလှူလို့ရပါတယ်ကိုယ်တိုင်ကိုကြကိုထီးလေးရောက်လာလူမယ်ဆိုလို့ရှိရင်လည်း685 6နှစ်ကို86နှစ်ကိုဆက်သွယ်ပြီးတော့ဟိုလာလို့ရပါတယ်လမ်းပြပေးမဲ့လူလည်းရှိပါတယ်ရုံးကြပြတို့ရေတော့ခက်ခဲရှိရပေါ့နော်ရေတိုးထဲမှာရေခက်ခဲတယ်ဆိုတော့ရေတွေကတော့ကောင်းပါတယ်ဒါပေမဲ့တောက်ရေပေါ့နော်တောက်ရေပေါ့နော်ဒီရေတွေကကျတော့ကလေးငယ်တွေတို့လူကြီးပေါ့နော်ကျမကြီးမကောင်းတဲ့လူကြီးတွေအတွက်ကျတော့စင်မပြေဘူးပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ပါလှူဒန်းခြင်းတဲ့လူတွေများဆက်သွယ်လှူဒန်းလို့ရပါတယ်ရေကလည်းဒါကြတယ်ဆိုရင်မဲ့အကုန်လုံးမကြသေးဘူးပေါ့နော်နောက်ထပ်တစ်ပတ်10ရက်လောက်ကတော့ကျန်ပါသေးတယ်အဲ့ကြောင့်မလို့ပေါ့နော်လှူဒန်းမဲ့သူများလာရောက်လှူဒန်းလို့ရပါတယ်လို့မြစ်တာရက်ခံအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်